ဒီနေ့တော့ကိုယ့်ကိုစားဖို့အတွက်ပဲရွက်ဟင်းညိုရီလေးလုပ်မှာဖြစ်ပါတယ်။ဆောင်းတွင်းမှာအခုလိုမျိုးပဲရွက်ဟင်းညိုရီလေးတောက်ရအရန်ကိုမိုက်တယ်။အခုတော့ chef capybara လေးနဲ့အတူတူစပြီးတော့ဟင်းညိုရီလေးချက်ရအောင်။ဥစွာအသားတွေကိုထည့်ပြီးတော့အရင်ဆုံးပြုတ်လိုက်ပါ။အသားတွေကိုပြုတ်နေတော့ဂျပန်တိုဟူကိုတောက်တောက်ဆင်းပါမယ်။အပေါ်ကနေအမြုပ်ကလေးတွေကိုလိုက်ပြီးတော့ဖိမှာဖြစ်ပါတယ်။အသားချက်သွားပြီဆိုတော့ရေကိုလေးလိုက်ပါမယ်။စားလေးဖြူမယ်။အပေါ်ကအငွေ့တွေကိုဖယ်ဖို့မမေ့ပါနဲ့။အသားချက်ပြီဆိုလို့ရှိရင်ဂျပန်တိုဟူတွေထည့်လို့ရပါပြီ။ဂျပန်တိုဟူထည့်ပြီးတော့မကြပဲရွက်တွေစထည့်လို့ရပါပြီ။ဂယူးစိုက်ပြီးတော့မွေပါတိုဟူတွေကြည်တတ်သည်။အခုလို့ဆိုလို့ရှိရင်တော့ပဲရွက်ဟင်းညိုချွချွလေးရပါပြီ။အခုကျွန်တော်မုတ်ပန်းစားပြပါမယ်။လုံးဝ satisfy ပေါ့ရှင်ဟင်းချက်ပြီးတော့စားကောင်းလို့ပြောနေတဲ့သူလေးပေါ့အိမ်မှာဆိုလို့ရှိရင်ပဲရွက်ကအမြဲတမ်းရှိရကွာရှမ်းခေါက်ဆိုရင်ပဲရွက်တွေကအမြဲလွတ်လို့ရှိရအဲ့ဒါဆိုလို့ရှိရင်အဲ့လိုပဲရွက်နဲ့အဲ့လိုရှမ်းခေါက်ဆိုလေးစားလိုက်လို့ရှိရင်ဘယ်လိုပြောမလဲပဲရွက်အရသာလေးကိုလွမ်းတယ်ဒါအောင်ကျွန်တော်ပဲရွက်မစားရတော်တော်လေးကြာပြီမင်းညဟုတ်ပေါ့စားလိုက်တော့ဘလို့ပဲရွက်အရသာကိုလွမ်းလာလို့အဲ့ကြောင့်မို့ကျွန်တော်ဒီနေ့ဒါချက်ဖြစ်သွားတာဖြစ်ပါတယ်ခပ်ပီပါရာကျွန်တော်ပဲရွက်လေးထပ်ပြုတ်ပြီးတော့ကျွန်တော်ဟင်းနောက်တစ်ပွဲထပ်တောက်လိုက်ပါအောင်လူကစုပ်ပြတ်တဲ့နေရုပ်ကလေးပဲဖြစ်ပါတယ်အဲ့ဒီပါတော့ဒီမြက်ကွင်းတွေကကြာနေတာပေါ့နော်အချွိုင်းဘာလို့မြက်ကွင်းကြီးအဲ့လောက်ထိညိုးနေရလဲဆိုတော့မင်းညဟော့ပေါ်သွားစားတယ်ဟော့ပေါ်သွားစားပြီးတော့ဟာကျတော့မနက်4 နာရီခွဲထိမှကြံရနေအော်အဲ့မှကြံရိုက်တဲ့ဟာလေးကိုတကယ်ကြီးနဲ့မှကြံရိုက်တဲ့ဟာလေးကိုဒီမှာထည့်လိုက်ခုကတငယ်ချင်းနေနဲ့ဟော့ပေါ်တာစားလို့ပဲဖြစ်ပါတယ်အရင်အေးပါတယ်ဟုတ်ကဲ့ပါတယ်ရဲနေချာ美 Sunday 美 Sunday နေ美 Sunday 美အဲ့စကား Mary ရဲ့ original မဟုတ်ဘူးเนาะရန်ဝဲဝဲရဲ့ original 杨伟伟的 original 不是我弄的。妹妹 Sunday 一个劲儿的爸爸的爸爸，杨丽敏你们ပါလေငါတို့ပြောတယ်杨丽敏，你们ပါလေပြောတယ်ဒါတော့ဟောပေါ်ဆိုင်ရဲ့ချိုးရီရောဟောပေါ်ထောင်ဟိုလိုအားပြီးလို့ရှင်ကျွန်တော်တို့ပေးရွက်ဝဲလာတာပေါ့ပြီးတော့မှကြောင်တော့ဆိုပါတယ်သူ့ရဲ့ပါရဲ့နီရဲနေရတယ်သူ့ရဲ့ပါရဲ့နီရဲနေရတယ်သူ့ရဲ့ပါရဲ့နီရဲနေရတယ်ဟဲ့ပြောလေအားကြောင့်ဖိုင်စော်ရတာဒီလိုက်ဆက်နေပဲဖြစ်ပါတယ်ဒါတော့ခုနပြုတ်ထားတဲ့အသားကြီးကြော်လိုက်တာပေါ့အားလုံးကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်